ကဘာထူးဆန်းဆုံးပုံစံလို့သတ်မှတ်ထားတဲ့အိုလွိုက်တမ်းပြည်ပုံသဏ္ဍာန်မမှန်တဲ့ကြောက်ခဲတစ်ခုလိုအနုပညာလက်ရာတစ်ခုလိုအရာကိုအိုလွိုက်လို့ခေါ်ပါတယ်1929ခုနှစ်မှာပညာရှင်ဖောဆိုတဲ့လူကစတင်တွေ့ရှိခဲ့တာဖြစ်ပြီးသူဟာ geometry လောကရဲ့အထူးဆန်းဆုံးပုံသဏ္ဍာန်တွေကတစ်ခုပါသူရဲ့ထူးခြားချက်ကဆက်လုံးလည်းမဟုတ်ဘဲနဲ့မျက်နှာပြင်ညီညာနေတဲ့နေရာမှာဘယ်ဘက်ကိုတွန်းလိုက်ရင်ရင်ထိုးသွားခြင်းမရှိပဲတက်မတ်ချောမောမောလိမ့်သွားနိုင်တာဖြစ်ပါတယ်ပုံစံကိုကြည့်လိုက်တာနဲ့မျက်စိနောက်သွားစေမယ့်ပုံစံမျိုးပါဒီပုံသဏ္ဍာန်ကိုအချင်းချင်းတောင်းပန်ကြနေတဲ့စက်ဝိုင်းနှစ်ခုပေါ်ကိုအခြေခံပြီးတိစောက်ထားတာဖြစ်ပါတယ်။အိုလွိုက်တစ်ခုလိမ့်နေတဲ့အခါမှာသူ့ရဲ့မျက်နှာပြင် area အားလုံးကဂျမ်းမြင်နဲ့ထိတွေ့သွားတာဖြစ်ပြီးဒါဟာဘယ် geometry ပုံသဏ္ဍာန်မှမရှိတဲ့ထူးခြားတဲ့ပုံစံပါ။အခုဒီပုံစံကိုလည်းပဲဒီဗီဒီယိုကိုကြည့်တဲ့သူတွေမှသာပထမဦးဆုံးမြင်မှုကြမှာဖြစ်ပါတယ်။သူကရေလိုင်းဖော်စက်တွေရေကူးကန်တန်ရှင်းရေးစနစ်တွေနဲ့ဓာတုဗေဒပစ္စည်းတွေကိုအနေမထိုင်အောင်လို့အဆက်မပြတ်မှုပေးရတဲ့စက်ရန်နေရာတွေမှာအလွန်အသုံးဝင်တဲ့စွမ်းအင်ချွေတာရေးကိရိယာပဲဖြစ်ပါတယ်။ရိုးရှင်းတဲ့ဒီထွေမှုဆိုပေမဲ့ကမ္ဘာမှာအသုံးဝင်ဆုံးကိရိယာတစ်ခုလည်းဖြစ်ပါတယ်။စွန့်ပစ်ကားတာယာအဟောင်းတွေကနေအုတ်ခဲထုတ်လုပ်နေတဲ့နိုင်ဂျီးရီးယားနိုင်ငံတမ်းပြည်နိုင်ဂျီးရီးယားနိုင်ငံမှာစွန့်ပစ်တာယာအဟောင်းတွေကမြို့ရဲ့အဓိကအညစ်အကြေးပြဿနာတစ်ခုဖြစ်ခဲ့မှုပါတယ်။အခုခါမှာတော့တီထွင်စမ်းသစ်တဲ့လုပ်ငန်းရှင်တွေဟာအဲ့ဒီရောဘာတာယာတွေကိုအသုံးပြုပြီးအကျန်းခံပြီးစတိုင်ကြတဲ့လန်ကင်းအုတ်ခဲတွေအဖြစ်ပြောင်းလဲပြနေကြပါတယ်။ဒါဟာတာမန်စွန့်ပစ်ပစ္စည်းတစ်ခုကိုဖန်တီးလိုက်တာလည်းဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်မှာတာယာတွေကိုအဖုံးကျိတ်တန်းစင်ပြီးတဲ့နောက်အထူးစီမံထားတဲ့ကော်ရီနဲ့ရောနှော်ပြီးပုံစံကွက်ထဲမှာဖိသိပ်ရင်အုတ်ခဲတွေထုတ်လုပ်ကြတာပါ။အဲ့ဒီတာယာနဲ့ပြုတ်လုပ်ထားတဲ့အုတ်ခဲတွေရဲ့အားသာချက်ကတာမန်ကွန်ကရစ်အုတ်ခဲတွေထက်အစာပေါင်းများစွာပိုမိုအကျန်းခံပြီးမကွဲမအံ့နိုင်ခြင်းပါပဲ။ရာသီဥတုတံကိုကောင်းကောင်းခံနိုင်တဲ့အပြင်သူတို့မှာတဘာဝအတိုင်းပါဝင်နေတဲ့ရောဘာဓာတ်ကြောင့်မလို့လမ်းလျှောက်တဲ့အခါဒါမှမဟုတ်ကားမောင်းတဲ့အခါမှာပိုပြီးတော့အစ်ဆက်ညင်တာတဲ့ effect ကိုပေးစွမ်းပါတယ်။ဒါ့အပြင်ရေစိမ့်ဝင်မှုအားကောင်းတာကြောင့်မလို့မိုးရွာတဲ့အခါလမ်းပေါ်မှာရေတင်ကျန်းတာမျိုးကိုလည်းရှော့ရှာပေးနိုင်ပါတယ်။နိုင်ဂျီးရီးယားနိုင်ငံအတွက်တော့ဒါဟာအမိုက်ပုံတွေကိုရှင်းလင်းရုံနေမကပဲဒေသခံတွေအတွက်အလုပ်ကိုင်မှာဖန်တီးပေးနိုင်တဲ့မျိုးပြဖွံ့ဖြိုးရေးနည်းပညာသစ်ဖြစ်ပါတယ်။ယနေ့ခေတ်ထိထိန်းသိမ်းထားတဲ့တရုတ်နိုင်ငံကကြေးနီမင်္ဂလာဆောင်ဖိတ်စာပွဲပြီးရင်လွှင့်ပြလိုက်ကြတာများပေမဲ့တရုတ်နိုင်ငံကအချို့သောချမ်းသာကြွယ်ဝတဲ့မိသားစုတွေနဲ့ရိုးရာကိုတန်ဖိုးထားတဲ့သူတွေကြားမှာတော့ Copper Wedding Invitation လို့ခေါ်တဲ့ဂျင်းနီဖိတ်စာတွေဟာအစင်တန်းတစ်ခုအနေနဲ့ရေပန်းစားနေစေဖြစ်ပါတယ်။ဒါဟာတာမန်ဆက်ကူပေါ်မှာစာရိုက်ထားတာမဟုတ်ဘဲနဲ့အလွန်ပါလွှာတဲ့ဂျင်းနီချက်ပြားလေးတွေပေါ်မှာမင်္ဂလာမောင်နှံရဲ့အမည်နဲ့အချက်လက်တွေကိုလေးစားနဲ့အနုစိတ်ထွင်းထုထားတာဖြစ်ပါတယ်။ဟိုးရှိခေတ်တုန်းကဆိုရင်ဒီလေးစားမပေါ်ခင်တုန်းကလက်မှုပစ္စည်းစစ်အနေနဲ့ဒီလိုမျိုးကြေးဖိတ်စာတွေကိုပြုလုပ်ကြတာပါ။ဒီဖိတ်စာတွေဟာရာစုနှစ်ပေါင်းများစွာကြာအောင်သိမ်းဆည်းထားနိုင်ပြီးအယောင်လည်းမပြောင်းမဆွေးမမြေပဲအမတ်တရပစ္စည်းတစ်ခုအဖြစ်အိမ်မှာအမြဲတမ်းအလှပြနိုင်ပါတယ်။ဒီဂျင်းနီဖိတ်စာတွေကိုဖန်တီးရတာကလက်လဲဝင်တယ်လို့အမှုပညာလဲစမ်းပါတယ်။တရုတ်ယဉ်ကျေးမှုမှာတော့အဲ့ဒီလိုမျိုးဂျင်းနီဖိတ်စာကိုအသုံးပြုခြင်းဟာဇနီးမောင်နှံနှစ်ဦးရဲ့တစ္ဆာတရားနဲ့မေတ္တာတရားကိုကိုးစားပြုတယ်လို့ထာဝရခိုင်မြဲပါစေဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်။ဒါကြောင့်မလို့ဒီဖိတ်စာကဖိတ်စာတစ်ခုထက်အများကြီးပိုတဲ့အဓိပ္ပာယ်ရှိတဲ့အရာပါ။တန်ထက်ပူကောင်းပြီးတော့အသုံးဝင်တဲ့တစ်သားတန်မိုးများကြီးအိမ်နေဆောက်တဲ့နေရာမှာပဲဖြစ်ဖြစ်တစ်သားအချင်းချင်းဆက်တဲ့နေရာမှာပဲဖြစ်ဖြစ်တန်နဲ့လှုပ်တဲ့တန်မိုးတွေကိုအသုံးပြုကြတာမြင်မှုမှာပါဒါပေမဲ့အဲ့တန်နဲ့လှုပ်တဲ့တန်မိုးတွေထက်ပိုပြီးတော့ခိုင်ခန့်တဲ့အရာရှိနေပါသေးတယ်ဒါကတော့ဂျာမနီနိုင်ငံကထုတ်တဲ့ Lingolak လို့ခေါ်တဲ့ကမ္ဘာပထမဦးဆုံးပြစ်သွင်းလို့ရတဲ့တစ်သားတန်မိုးတွေရဲ့ထူးခြားချက်ပါပဲဒီတစ်သားမိုးတွေကကြတော့တာမန်တစ်သားနဲ့ပြုလုပ်ထားတာမဟုတ်ဘဲနဲ့အလွန်မာကျော်တဲ့ဥရောပ beach တစ်သားကိုအဆင့်မြင့်နည်းပညာနဲ့ဖိသိပ်ပြီးတော့ပုံမှန်မှာကျောအောင်ပြုလုပ်ထားတာပါသူတို့ကိုလေအားသုံးတဲ့တနက်နဲ့အရှိန်ပြင်းပြင်းပစ်သွင်းလိုက်တဲ့အခါထွက်လာတဲ့အပူချိန်ကြောင့်မလို့တန်မိုးမှာပါတဲ့လင်္ကနီလို့ခေါ်တဲ့တစ်သားဆေးတွေဟာရေးပြောပြီးပတ်ပတ်လေးကတစ်သားနဲ့တသားတည်းဖြစ်သွားစေတဲ့အခါမှာဂဟေစော်လိုက်တယ်လို့မျိုးလုံးဝတစ်ဆက်တည်းဖြစ်သွားစေပါတယ်ဒီတစ်သားတန်မိုးရဲ့အားသာချက်ကတော့တန်ကြီးတက်မှာကိုလုံးဝပူစီရမလို့တဲ့အပြင်တန်တယ်ဒီလိုမျိုးအပူစီးကူးမှုအားမရှိတဲ့အတွက်အိမ်ဆောက်လုပ်ရေးမှာအပူရန်ကိုပုံမူကာကွယ်ပေးနိုင်ပါတယ်ဒါအပြင်တစ်သားနဲ့တစ်သားချင်းတသားတည်းကတ်သွားတာကြောင့်အချိန်ကြာလာလေပို့ပြီးတော့ခိုင်မြဲလာလေဖြစ်ပါတယ်နောက်ပိုင်းမှာပြန်ဖြတ်ဖို့လိုတဲ့အခါကျတော့လေလွယ်လွယ်ကူကူပြန်ဖြတ်လို့ရတဲ့အထိတစ်သားမှုတွေကအသုံးဝင်ပါတယ်။အီရန်တို့အီဂျစ်တို့မှာပဲမြင်ရနိုင်တဲ့ခိုရီအတွက်တီးတန့်ပြုတ်လုပ်ထားတဲ့ခိုအိမ်များအီရန်နိုင်ငံအပါအဝင်အီဂျစ်နိုင်ငံတို့ရဲ့ဂျေးလက်ဒေသတွေမှာမြင်တွေ့ရတဲ့ရဲတိုက်ပုံစံအေယာမအဆောက်အုံဖြူဖြူကြီးတွေဟာတကယ်တော့လူတွေနေဖို့ဆောက်လုပ်ထားတာမဟုတ်ဘဲထောင်ပေါင်းများစွာသောခိုရီနေထိုင်နိုင်စေဖို့အတွက်ဆောက်လုပ်ထားတာဖြစ်ပါတယ်။ဒီကောင်တွေကိုတော့ Pigeon Tower လို့ခေါ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်လောက်ကတည်းကတိစောက်ခဲ့တဲ့ဒီအဆောက်အုံကြီးတွေဟာခိုးတကောင်ချင်းစီအတွက်အကန့်လေးတွေထောင်ထဲချီပါဝင်ပြီးတခါတလေခိုးအကောင်ရေ1400ကျော်အထိလက်ခံထားပေးနိုင်ပါတယ်။ဒါပေမဲ့ဒီခိုးအိမ်တွေကိုခိုးသားစားဖို့အတွက်စောက်ခဲ့တာလုံးဝမဟုတ်ပါဘူး။သူတို့ရဲ့အဓိကရွေးချက်ကခိုးချီတွေကိုစုဆောင်းမှုဖြစ်ပါတယ်။ခိုးချီဟာကမ္ဘာပေါ်မှာအာဟာရဓာတ်အပြည့်အဝဆုံးသဘာဝမြေဩဇာဖြစ်ပြီးအဲဒီခေတ်ကအီရန်ရဲ့နာမည်ကျော်ဖရဲသီးစိုက်ခင်းတွေနဲ့တခွားသီးစိုက်ခင်းတွေအတွက်မရှိမဖြစ်လိုအပ်ခဲ့တာပါ။
အဆောက်အအုံရဲ့ဒီဇိုင်းကလည်းအန်အောစရာကောင်းလောက်အောင်သိပ်ပန်နီးကြလွန်ပါရီအတွင်းပိုင်းကအကန်လေးတွေဟာခိုရီစိတ်ရေးချမ်းသာနားနေနိုင်မှုအတွက်ဖန်တီးထားသလိုအဆောက်အအုံရဲ့ပုံသဏ္ဍာန်ကလည်းပဲမွေးလေးလင်းယုံနေလိုမျိုးရန်သူတွေမဝင်နိုင်အောင်လို့အထူးစီမံထားတာဖြစ်ပါရီ